ကိုဘွားကိုကိုယ်တိုင်ဆေးအောင်ရှယ်ပါလောကကြီးကတခါတလေကြတော့လေတိတ်မတရားသလိုပဲနော်ကိုကစူးစမ်းနေပါရဲ့နဲ့အရာရာကတင့်ငေါ့နေတတ်တယ်ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ရင်လေအားလုံးကအဆင်ပြေနေကြသလိုပဲအဲ့ဒီချိန်မှာစိတ်တက်ကြတာဝမ်းနေတာအပြစ်တော့မရှိပါဘူးဒါပေမဲ့အဲ့ဒီနေရာမှာလည်းရက်နေဖို့တော့မသင့်ဘူးနံပါတ်1အရှုံးကိုလက်ခံတတ်ဖို့ရှုံးတာရှက်စရာမဟုတ်ဘူးလဲဘူးတာလည်းအားငယ်စရာမဟုတ်ဘူးတကယ်တော့အရှုံးဆိုတာအောင်မြင်မှုရဲ့လမ်းညွှန်မြေပုံပဲတခါရှုံးတိုင်းဒီနီးလန်းကတော့ငှအတွက်မဟုတ်သေးပါလားဆိုတာသိခွင့်ရတာပဲလူဆိုတာတန်မဏိလိုမာကြောဖို့ဆိုရင်မိထဲမှာအကျဉ်းချင်းအဖုတ်ခံရတယ်လို့အောင်မြင်ခြင်းလဲအခက်ခဲဆိုတဲ့မိတောက်တွေကိုထည့်ကြော်ရမှာပဲနံပါတ်2သူများနဲ့မနှိုင်းရှင်ဖို့ကိုဘွားကိုသူများနဲ့သွားပြီးမနှိုင်းရှင်ပါနဲ့နေမင်းကြီးကလည်းသူ့အချိန်နဲ့သူထွန်းလင်းတာပဲလာမင်းကြီးကလည်းသူ့အချိန်နဲ့သူတာတာပဲတယောက်နဲ့တယောက်ပွင့်ရမယ့်အချိန်ချင်းမတူကြဘူးမင်းမှာကိုယ်ပိုင်ရည်ရှင်းရှိပါတယ်အဲ့ဒါကိုတခြားသူတွေရဲ့စံနှုန်းတွေနဲ့တိုင်းတာပြီးကိုသိငယ်မနေပါနဲ့နံပါတ်3မနာတမ်းရှေ့ဆက်နေဖို့အောင်မြင်မှုဆိုတာနေချင်းနာချင်းရောက်လာတဲ့ရွှေမိုးငွေမဟုတ်ဘူးနေတိုင်းကိုလှုပ်ရှားရှိတာမနာတမ်းလုပ်နေတဲ့သူတွေစီမှာပဲအောင်မြင်မှုကခိုနာတတ်တာတလန်းချင်းသွားပါဖြည်းဖြည်းရှင်းသွားပါဒါပေမဲ့နောက်ပြန်တော့မလဲပါနဲ့မင်းရဲ့စူးစမ်းမှုတိုင်းဟာဘယ်တော့မှအလဟတမဖြစ်ပါဘူးဒီကုန်းအနေနဲ့ပြောရမယ်ဆိုနောက်ဆုံးမှာတော့မင်းရဲ့ဘဝဆိုတဲ့ပကြီးကားကြီးကိုမင်းကိုယ်တိုင်ပဲစေးအောင်ရှယ်ရမှာပါအ내အောင်နေပါခြင်းပါမယ်အပြာအောင်နေလဲပါခြင်းပါမယ်ဒါပေမဲ့အဲ့ဒီအယောင်စုံမှသာပကြီးကားလှတာဒီနေ့ခက်ခဲနေသမျှဟာနောက်တစ်ချိန်အောင်မြင်တဲ့အခါပြောပြရမယ်အမှတ်တရပုံမြင်လေးတွေဖြစ်သွားမှာပါမင်းအတွက်မင်းရှိနေသည်မင်းအတွက်လောကကြီးကရှိနေမှာပါ